17 9 လပိုင်း2026အဲ့ဒီမနေ့ကျွန်တော်ရဲ့ညီတယောက်နဲ့ကျွန်တော်အိမ်မှာကျွန်တော်တို့စပွဲကိုမှာပေါ့နော်အိမ်မှာကျွန်တော်အားလာပါဒါလာပါပြောနေတဲ့ချိန်ပြောနေတယ်ကျွန်တော်တို့အားလာပါဒါလာပါပြောနေတဲ့ချိန်မှာကျွန်တော်ကတော့ကျွန်တော်ညီကိုပဲကြည့်ပြီးတော့ကျွန်တော်ကစကားပြောနေတာပေါ့ကျွန်တော်ညီကတော့သူကလမ်းကိုလှမ်းပြီးတော့ကြည့်ပြီးတော့ကျွန်တော်ညီဝမ်းခွဲပါပဲသူကလမ်းကိုကြည့်ပြီးတော့ကိုကြီးစီကိုဧည့်သည်လာပြီဗျဗီဒီမီမဲ့ဧည့်သည်နဲ့တူတယ်တဲ့ကျွန်တော်အဲ့ကြမှာကျွန်တော်အော်အေးဆိုကျွန်တော်လှမ်းကြည့်လိုက်တာအဲ့လိုလှမ်းကြည့်လိုက်တဲ့ခါကျတော့သူကဆိုင်ကယ်နဲ့ဗျဆိုင်ကယ်နဲ့အမျိုးသမီး3ယောက်နဲ့ကလေး1ယောက်အားလုံးပေါင်း4ယောက်ပေါ့အားလုံးပေါင်း4ယောက်လာတာအဲ့မှာကျွန်တော်ရဲ့ထုံးစံတိုင်းအခါတိုင်းလေးကိုကျွန်တော်ထူလိုက်တဲ့ချိန်မှာစန်ဒရောခါကိုလာတာစန်ရောခါဆိုတော့တနင်္လာအခါပေါ့ဗျာစန်ရောခါလာတယ်လာတာကနမိတ်အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့က4ယောက်ဆိုတော့ကျွန်တော်တို့သူရမ်းမှာပေါ့ဗျာ4ယောက်ဆိုတော့ဟိုရိုးရိုးလေးပြောမယ်ဆိုတော့အထွက်ကြူနေရပေါ့4ပေါ့အထွက်ကြူနေရ4နေရ4မှာလာတာဒီ4မှာသူလာတာပေါ့4ယောက်လာတာပေါ့ဆိုင်ကယ်နဲ့4ယောက်လာတာဆိုတော့ကျွန်တော်ကအဲ့မှာစံတော်ခါတနင်္လာခါရဲ့သဘောပါကကျွန်တော်တို့ခေါရမမြတ်စွာဘုရားဟောတိဋ္ဌရမင်းသားဟာသူ့ရဲ့သားတော်နဲ့သူ့ရဲ့မိဖုရားပေါ့နော်မျိုးသမီးကိုကြည့်ပြီးခဏတစ်ဖြုတ်လေးကြည့်ပြီးတိုးထွက်တဲ့အခါဒီအခါကိုလာတာပေါ့ဒီခါကိုလာတာဆိုတော့ကျွန်တော်ကရှေ့ကျွန်တော်သင်ဆရာမြင်ဆရာကြားဆရာတွေအားလုံးရဲ့ပြမှုပေါ့နော်အဲ့တော့သင်ပေးမှုရဆိုရင်တိုးထွက်တိုင်ဒီနန္တော်စင်ကိုကျွန်တော်လေ့လာနေတဲ့ချိန်လည်းဖြစ်တာဆိုတော့နန္တော်စင်ပေါ့နန္တော်စင်ဟောကွက်ဒါလေးတစ်ခုတည်းနဲ့ကျွန်တော်ဟောမယ်လို့ကျွန်တော်ရည်စူးလိုက်အဲ့တော့ကျွန်တော်နန္တော်စင်နဲ့ဟောလိုက်အဲ့တော့သူတို့ကျွန်တော်ထိုင်နေတဲ့စပွဲရဲ့နောက်ဘက်ကျွန်တော်ကအနောက်ဘက်ကိုလှည့်ထိုင်တာကျွန်တော်တို့စပွဲဖန်တီးထားတာလည်းအနောက်ဘက်သူအရှိနောက်ဖန်တီးထားတာဆိုတော့အနောက်ဘက်ကိုလှည့်ထိုင်တာသူတို့သားမီး4ယောက်ပေါ့အဲ့4ယောက်ကကျွန်တော်ရဲ့အနောက်ဘက်တိုင်းရမှာဝင်ထိုင်ကြတာပေါ့ဒီနောက်ဘက်တိုင်းရအဲ့နောက်ဘက်တိုင်းရကိုသူဝင်ထိုင်ကြတယ်ဝင်ထိုင်တော့ကျွန်တော်ကခရီးဝေးတစ်ခုသွားဖို့အတွက်ဆုံးဖြတ်ရခက်နေလို့လာတာလားလို့မေးလိုက်တဲ့အခါကျဟုတ်ပါတယ်တဲ့ဆရာလည်းဟုတ်ပါတယ်တဲ့ခရီးဝေးထွက်ဖို့အဲ့ဆိုရင်လို့ခုလာတာကလူ4ယောက်ဆိုတော့လို့ပြောမယ်ဆိုရင်အပြင်အာယုကကျွန်တော်တို့ဒါကျွန်တော်ကဒီလိုလေးယူလိုက်တာပေါ့ကျွန်တော်အယူဆလေးကိုပြောပြတာเนาะဒါကျွန်တော်မှားတာမှန်တာကျွန်တော်အယူဆနဲ့ကျွန်တော်ဒီလိုလေးယူဆလိုက်တာဒါလေးသွားတော့ဒီလိုလေးယူလိုက်တာအဲ့လိုယူလိုက်တော့ဒီ4ယောက်လာတယ်4ယောက်လာတော့ကျွန်တော်ဒီအယူဆအတိုင်းဆိုရင်ဒီကသွားမဲ့သူကတောက်ကြသားသမီးဖြစ်ရမှာပေါ့အဲ့တော့ခုခီးထွက်မဲ့မျိုးသူဟာလို့တောက်ကြသားသမီးတဲ့ရလားလို့မေးတဲ့ခါကျတော့ဟုတ်ပါတယ်တဲ့တောက်ကြသားမဲ့သူဒီကလေးမလေးပါပဲတောက်ကြသမီးတဲ့သူပဲတဲ့တောက်ကြသမီးဟုတ်ပြီတောက်ကြသမီးဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကနန်းတော်စင်နဲ့ပြောမယ်ဆိုရင်ဗုဒ္ဓဖြစ်မဲ့တိဋ္ဌရမင်းသားဖျားဖြစ်ဖို့အတွက်တောထွက်တာအောင်မြင်နေတာပဲဗျအောင်မြင်နေတာဆိုတော့ကျွန်တော်ထပ်မေးရပါတယ်ဘယ်နှစ်ယောက်သွားမှာတုံးလို့ဆိုတော့သူတယောက်တည်းတဲ့ဟောတယောက်တည်းဆိုရင်တော့အကြောင်းမဟုတ်ပေါ့ဗျာ3ယောက်ဆိုရင်တော့ကျွန်တော်တို့ကပြောစရာတွေအများကြီးဖြစ်သွားမှာပေါ့အဲ့လိုဆိုကျွန်တော်တို့တိဋ္ဌရမင်းသားတောထွက်တုံးက3ယောက်ဗျအဲ့တော့မြင်းရယ်
စန္ဒမတ်ရဲ့ခဏိကမြင်ပေါ့နော်သေရမင်းသားရဲ့ဆို3ယောက်ပေါ့အဲ့လိုဆိုရင်တော့ကျွန်တော်တို့ကစကားတွေအများကြီးပြောစရာတွေရှိတာပေါ့ဒါပေမဲ့တယောက်တည်းဆိုတော့ကျွန်တော်ကတော့ဒီလိုပဲဆုံးဖြတ်လိုက်တာပါပဲဒါဆိုအဲ့ခကြီးကအောင်မြင်မှာပါလို့အနေနဲ့မရှိပါဘူးလို့ကျွန်တော်ကတော့အဲ့လိုပဲဆုံးဖြတ်လိုက်တာပါအဲ့လိုဆုံးဖြတ်လိုက်တဲ့အခါကျကျွန်တော်တို့ကတနင်္လာတိုင်းဆိုကျွန်တော်တို့ဒီတက်ရောက်တိုင်းခေါ်ခါတိုင်းနဲ့ခါတိုင်းထူလိုက်တဲ့ခါကျတနင်္လာတိုင်းပေါ့နော်တခါကျွန်တော်နန်းတော်စင်နဲ့ပြည့်စုံအောင်ကျွန်တော်ကကျွမ်းကျင်တဲ့အနေထားမဟုတ်တော့ကျွန်တော်အောင်မြင်မယ်ဆိုတာတော့ကျွန်တော်သိတယ်ဒါပေမဲ့သူဘာကြီးဖြစ်လာနိုင်လဲဆိုတာကိုကျွန်တော်ရဲ့တင်ဆရာမြင်ဆရာပေါ့ဆရာယူမှုမောင်တန်းညီကိုအေးမြစီသားကဒီလိုမျိုးအခါတိုင်းကိုကျွန်တော်တို့ကစမ်းတိုင်းတော့မဟုတ်တက်ရောက်တိုင်းပေါ့နော်အဲ့ဒီလိုမျိုးပေါင်းကူးဆက်လို့ရတယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ကသူ့စာအုပ်တွေကိုဖတ်ပြီးတော့ကျွန်တော်လေ့လာထားတာဆိုတော့ကျွန်တော်အဲ့လိုလေးထူလိုက်တာပေါ့ဒီတိုင်းလေးခိုးတင်းနေတိုင်းပေါ့ခိုးတင်းနေတိုင်းအဲ့မှာခိုးတင်းနေတိုင်းမှာကျွန်တော်တို့ဒီလိုကြည့်လိုက်တဲ့ခါကျတော့ဒါဒီဘက်ကလက်ရှိကောစာတိုင်ရဲ့တိုင်စင်နဲ့ကြည့်လိုက်တဲ့ခါကျဒီမှာတောက်ကြကိုကျွန်တော်တို့မရဏဂျုကတ်တာပေါ့နော်မရဏဂျုကတ်တယ်ဟုတ်ပြီအဲ့လိုမရဏဂျုကတ်တဲ့တောက်ကြခီးအဲ့ဒါဆိုရင်ကျွန်တော်အဲ့လိုလေးကျွန်တော်စဉ်းစားလိုက်တဲ့ခါကျတောက်ကြခီးကသူ့သွားမှာလဲတောက်ကြသမီးထွက်မှာခီးအဲ့တော့ तू ကကျွန်တော်ထပ်မေးတာပေါ့မြောက်ရက်ကိုသွားမှာလားလို့မေးတဲ့ခါကျတော့မြောက်ရက်ကိုမဟုတ်ဘူးတဲ့ကျွန်တော်ကမြောက်ရက်ဆိုရင်တော့ကျွန်တော်တားမှာဗျကျွန်တော်သိရတဲ့နဲ့မတားဘူးလို့ဖြစ်မှာဆိုလို့မြောက်ရက်မဟုတ်ဘူးတဲ့မြောက်ရက်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်ကသွားတဲ့ခီးရတော့ခီးလေးကတော့ခက်လေးတော့ပေါ်လာနေတာပေါ့ဗျာဒါပေမဲ့အန်ရတော့မရှိဘူးလို့ကျွန်တော်ကဆုံးဖြတ်လိုက်တာပေါ့ဒါကျွန်တော်ရဲ့ဆုံးဖြတ်ချက်ပေါ့အဲ့တော့ကျွန်တော်တို့ကနောက်ဘာကြီးဖြစ်လာမလဲဆိုတဲ့အကြောင်းတရားတဲ့ဆိုင်တော့သူအခက်အခဲလေးတွေရင်ဆိုင်ပြီးတော့တခါနန်းတော်စင်းနဲ့ပြန်စဉ်းစားတဲ့ခါကျတော့ဗုဒ္ဓကလည်းကျွန်တော်တို့လူသားအားလုံးအတွက်ဖះဆိုတာပေါ်ပေါက်လာဖို့အတွက်တောထွက်ခဲ့တာပဲဗျာအဲ့တော့အခက်အခဲလေးတွေဘယ်လိုပဲရင်ဆိုင်ရဘုရားမြတ်စွာကလည်းဒုက္ခရစတိယာတွေကျင့်ရတယ်အများကြီးပဲအခက်အခဲတွေရင်ဆိုင်ခဲ့ရတယ်ရင်ဆိုင်ပြီးတော့သူအောင်မြင်သွားတာပဲဗျအောင်မြင်သွားတာဆိုတော့ဒါကျွန်တော်တို့ဖះဖြစ်သွားတာပဲဖះဖြစ်သွားတဲ့ခါကျတော့သရဝါအားလုံးကိုတရားအမြိုက်စေးတွေတိုက်ကျွေးပြီးတော့ကျွတ်တန်းတွေဝင်ကုန်ကြတာပေါ့နော်နိဗ္ဗာန်ရောက်သွားတဲ့လူတွေသောတာပန်ဖြစ်သွားတဲ့လူတွေသရဂံဖြစ်သွားတဲ့လူတွေအနာဂံဖြစ်သွားတဲ့လူတွေအကုန်လုံးအစုံပဲဆိုတော့ဒီကလေးမလေးကလည်းအဲ့တိုင်းပြောမယ်ဆိုရင်သူလည်းသူ့မိသားစုကိုသူခီးထွက်ရင်းနဲ့လုပ်ငန်းလုပ်ရင်းနဲ့အဆင်ပြေသွားမယ်လို့ကျွန်တော်ကတော့ကောက်ချက်ချလိုက်ပါတယ်ယူဆပေးလိုက်ပါတယ်အဲ့လိုလေးကိုကျွန်တော်ဟောကြားပေးလိုက်ပါတယ်ဗျာကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေအားလုံးကလည်းပညာရှင်တွေကလည်းတကယ်လို့မြတ်ကျွန်တော်ရဲ့ဒီပို့လေးကိုပညာရှင်တွေများကြည့်ခဲ့ရင်ကျွန်တော်ရဲ့ဆုံးဖြတ်ချက်လေးဟာမှန်ကန်သလားကျွန်တော်ယူဆလေးဟာဟုတ်သလားဆိုတာလေးဝေဖန်ထောက်ပြပေးစီလိုပါတယ်ပေါ့ကျွန်တော်ကတော့ကျွန်တော်တတ်တယ်လို့လေးတွေကျွန်တော်ဟောပါတယ်ကျွန်တော်ကအခါတိုင်းလေးတွေကိုယူတယ်ပြီးတော့ကျွန်တော်စမ်းတက်ရောက်တိုင်းစမ်းတိုင်းလေးကိုဖန်တီးတယ်အဲ့လိုမျိုးလေးတွေပေါ့နော်လက်ရှိကောစာတိုင်ရဲ့ဂျူလေးတွေနဲ့ကပ်ပြီးတော့အကောင်းဆိုးလေးတွေကိုဝေဖန်ဆုံးဖြတ်ပါတယ်အဲ့လိုမျိုးလေးဝေဖန်ဆုံးဖြတ်ပြီးတော့ကျွန်တော်ဟောကြားပါတယ်သူ့ရဲ့တခါကျွန်တော်တို့သူ့ဒါဆိုရင်လို့သမီးရဲ့ခုနှစ်တက္ကသိုလ်လေးကိုပြောပါအောင်ဆိုတော့သူ့အမေရဲ့အဲ့ခုနှစ်တက္ကသိုလ်လေးကိုပြောတယ်အဲ့တော့သူ့ခုနှစ်တက္ကသိုလ်ကိုကျွန်တော်တို့တွက်လိုက်တဲ့ခါကျ1380ခုသူက5ကျွင်းသမားပေါ့နော်5ကျွင်းသမားတွေကဘယ်နေရာပဲရောက်ထင်ပေါ်ကြော်ကြားတဲ့သဘောတဘာဝလေးတွေလည်းရှိတယ်ထင်ပေါ်ကြော်ကြားတဲ့လူတွေရဲ့ချစ်ခင်မှုကိုလူတွေရဲ့လေးစားမှုကိုရရှိတယ်ပေါ့နော်နိုင်ငံခြားဆိုရင်လူမျိုးသားတွေရဲ့ကုညီထောက်ပံ့မှုကိုရရှိနိုင်တယ်ပေါ့နော်ငွေကြေးကံလည်းသူတို့မှာအဓိပတိမှာရှိတာဆိုတော့သိပြီးတော့မညံဘူးပေါ့ဗျာအဲ့တော့အဲ့လိုမျိုးလေးကျွန်တော်
ဘာဖြစ်လို့ဒီတက်ရောက်တိုင်လေးကိုကျွန်တော်ကခုနပြောတဲ့သူ့ရဲ့ကောစာတိုင်ရဲ့လက်ရှိကောစာတိုင်ရဲ့ပေါင်းဆက်ပြီးတော့စမ်းတိုင်လေးပေါ့နော်အဲ့လိုလေးကျွန်တော်ဖန်တီးပြီးတော့တခါထပ်ပြီးတော့ဟောကြားတဲ့အခါကျတော့သူကဒီမှာလဲသူကကျွန်တော်တို့ကြည့်မယ်ဆိုဒါကသူ့ရဲ့မူလကောစာတိုင်ကတိုင်စင်ရဲ့အောက်မှာတနင်္ဂနွေကျော်အောက်ဆိုးမှာလက်ရှိကောစာတိုင်ရဲ့တိုင်စင်ရဲ့ဂျိုကတနင်္ဂနွေဂျိုကထိတ်ဆုံးမှာအဲ့ဒီနှစ်ခုဟာဆန့်ကျင်နေတယ်အဲ့ဆန့်ကျင်ပြီးတော့ဒီတောက်ကြကိုလာကတ်ထားတယ်လာကတ်တာဆိုတော့ကျွန်တော်ကအဲ့လိုမျိုးကျွန်တော်ဆုံးဖြတ်တယ်ဒါမထင်မှတ်ဖဲနဲ့ထွက်ရမယ်ခရီးလို့အရေးတကြီးထွက်ရတဲ့ခရီးလို့ကျွန်တော်ဆုံးဖြတ်တာပေါ့နော်အဲ့ဒါဟုတ်တယ်ဗျသူတို့ကလည်းပြောပါတယ်ဒါလုံးဝသူတို့ထင်မထားဘူးတဲ့အဲ့ဒါအခုချိတ်ဆက်လေးရလို့မို့ဒါထွက်မယ်ပေါ့နော်သူနောက်ပိုင်းကျမှသူတို့ပြောတယ်နိုင်ငံခြားခရီးထွက်မှာပေါ့အဲ့ဒါဆိုရင်တော့သူကနိုင်ငံခြားခရီးရတော့ထွက်တာတော့ထွက်ဖြစ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်သိရတဲ့အတိုင်းဒါသူတို့ခုကိန်းကားမှာဆိုရင်ငွေကြေးကိစ္စတွေကလည်းအဆင်ပြေနေတယ်မိဘအကြီးကျယ်တွေရဲ့အကူအညီထောက်ပံ့မှုကလည်းရရှိနေတာပဲဒါဘူးသူရဖြစ်နိုင်ငံခြားအောင်ထွက်တာလားပေါ့နော်နောက်တစ်ချက်ကဒီတိုင်ရဲ့သဘောတဘာဝကတခါကတ်ထားတဲ့ဂျိုကဆန့်ကျင်ဂျိုဆိုတော့အဲ့ခကြီးကကောင်းတယ်လို့လည်းတတိချပြောလို့မရတယ်လို့မကောင်းဘူးလို့လည်းပြောလို့မရဘူးဗျသူကဆန့်ကျင်ဂျိုဒီကတ်ထားတာဆိုတော့အမြင့်ဆုံးဂျိုအမြင့်ဆုံးဆန့်ကျင်ဂျိုကတ်ထားတာဆိုတော့ကျွန်တော်တို့ကအခက်အခဲလေးတွေကတော့ရင်ဆိုင်ရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပြီးတော့သူ့ကိုကျွန်တော်ရရလေးတွေဖန်တီးပေးလိုက်ပါတယ်ဗျာအဲ့ဒီဟာလေးကိုကျွန်တော်မိတ်ဆွေတို့ကိုတင်ပြခြင်းဖြစ်ပါတယ်မိတ်ဆွေတို့နေနဲ့လဲလေ့လာပါသုံးသပ်ပါဝေဖန်ပါပေါ့ဗျာကျွန်တော်ရဲ့ဟောကြားချက်လေးမှန်ကန်တိကျတယ်မတိကျဘူးဆိုတာတော့သူတို့နောက်တစ်ခါပြန်လာရင်တော့ကျွန်တော်ထပ်ပြီးတော့ဒီကလေးမလေးကတော့အဲ့ဒီသူသွားလှုပ်တဲ့နေရာမှာအောင်မြင်နေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ထပ်ပြီးတော့တင်ပြပါမယ်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ဗျာအခုလိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ပါတယ်ဗျာ